Here we go နှစ်ခုဖြစ်သွားတယ် Manchester United Welcome to United Speaker ကဲကျွန်တော် Manchester United Here we go ကြောင်းလေးတစ်ချက်ပြောကြအောင်ပါနော်လက်ရှိညမှာ Manchester က Here we go နှစ်ခုဖြစ်သွားရပါတော့အပြောင်းရွှေ့နှစ်ခုဖြစ်မြောက်သွားတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အသင်းကနေပြီးရောင်းလိုက်ရတာပါဗောနော်ဒီမှာအသင်းကနေဝယ်တောင်းပေါ့ခင်ဗျကျွန်တော်အသင်းကနေရောင်းလိုက်ရတာဗောနော်အဲ့ဒါဘာလဲဆိုတော့လက်ရှိနေတာမှာကျွန်တော်ရဲ့အရန်ကိုသမားဖြစ်ပါဝင်ကစားနေပြီးကိုသမားဦးစားပေးကစားသမားဖြစ်ပါဝင်နေတဲ့ဘိုင်နာနေတဲ့ဆယ်လာဘီကိုအသင်းကိုငါထွက်သွားကစားပြီးဗောနော်လက်ရှိညမှာငါကစားတာကိုမှစိုက်နေတဲ့ဆိုရင်ပြီးသက်ပြောင်းရွှေ့ခေါ်ယူခွင့်နဲ့အတူတူပဲကျွန်တော်ရဲ့ Manchester United အသင်းအနေနဲ့ပြောင်းရွှေ့တစ်ခုတော့လှုပ်ဆောင်နိုင်ခဲ့ပြီဗောနော်ဒီနေ့ပေါ့ Manchester United အသင်းနေပြောတဲ့ဝင်ကျင်ညာသွားခဲ့ပြီဖြစ်တယ်ဗောလေပြီးတော့ကျွန်တော်တို့ကိုသမား feed တက်ဗောနော်ကျွန်တော်တို့လူငယ်ကစားသမားဗောလေလူငယ်ကိုသမားဘယ်လိုလဲသူ့ရဲ့အနေထားတစ်ခုမှလက်ရှိအနေထားမှာသူကပေါ်ထောက်ခွင့်တစ်ခုရတဲ့နေဆိုအနေထားတစ်ခုကြီးသူ့ရဲ့လက်စွမ်းနဲ့ကောင်းနေဆိုရင် Manchester United ကတော့သူ့ပေါ်ထောက်ခွင့်ပြင်မဲ့စားအငါတို့မဟုတ်ပြောင်းရွှေ့အတွက်ပြီးတဲ့ပြောင်းရွှေ့ပဲဦးစားပေးပြီးတော့ခေါ်ဆောင်သွားတယ်လို့ပြောရမှာလေဒါကြောင့်မလို့လက်ရှိတော့ feed တက်နေနေတော့ဒီရာဒီမစခင်နိုင်တာတစ်ခုမှာတခြားကလပ်တင်းတင်းပြောင်းသွားဖို့တော့ရာခိုင်နှုန်းများနေဗောလေအငါပြီးတော့မှအပြီးသက်ခေါ်ယူခွင့်နဲ့သွားမလားမဟုတ်တက်ငါးပြီးရမယ်သွားမလားဆိုတော့ကျွန်တော်တို့စောင့်ကြံပါနော်ပြီးတော့ကျွန်တော်လူငယ်ကစားသမားလေးတွေလည်းခေါ်ယူထားတယ် Manchester United ကခေါ်ယူတာပေါ့နော်ဒီကစားသမားလေး Manchester United ကခေါ်ယူရတာခေါ်တဲ့ကစားသမားလေးလက်ရှိမှာ Manchester United အသင်းနဲ့အသင်းကြီးမှာပါဝင်ကစားမှာမဟုတ်ဘဲနဲ့ဗောနော်လက်ရှိလူငယ်အသင်းမှာပဲသွားရောက်ကစားမှာဖြစ်ပြီးတော့မှစစ်မြေတဲ့ကျန်တဲ့ဆိုရင်တော့ကျွန်တော် United အသင်းရဲ့အသင်းကြီးမှာတော့ပါဝင်ကစားခွင့်ရမယ်ဆိုပုံစံမျိုးနဲ့စာချုပ်ချုပ်ထားရဗောလေအဲ့တော့ညီကိုနဲ့ဘယ်လိုမြင်လဲဗောလက်ရှိပြောင်းရွှေ့မှာ Manchester United လုပ်နေတဲ့ပုံမှာကောင်းတယ်လို့မြင်မိလားဗောနော်ဒါပေမဲ့ကျွန်တော်တို့ကွင်းလန်ကစားသမားတယောက်တော့ခေါ်ယူနေလို့မြင်နေပါလိမ့်လက်ရှိနေထားမှာကျွန်တော် Marcus Rashford ကလည်းပြောင်းရွှေ့မသေးကြဘူး Manchester United ကိုဒီ PSG နဲ့ပွဲပြီး AC Milan မတိုင်ငယ် AC Milan နဲ့ပွဲမတိုင်ငယ်မှာ Manchester United တင်ပြန်ပြီးတော့ Marcus Rashford ကလည်းပြောင်းမယ်ဆိုပြီးသိရတယ်ဗောလေအဲ့တော့ Marcus Rashford ကဆွဲမှာရောက်လာပြီဆိုတော့ကျွန်တော်ကွင်းလန်တယောက်ကတော့တေချာဖို့လိုမယ်ဗောလို့လက်ရှိသတင်းတွေတက်နေရတော့ကွင်းလန်ကိုခေါ်ယူဖို့တော့ဘောနော်မဖြစ်နိုင်ဘူးဘောနော်နောက်တန်းဘယ်တောင်မှန်ကစားသမားဘယ်နောက်ခံကစားသမားခေါ်မလားခြေတန်းကွင်းလက်ခေါ်မလားခြေတန်းတယောက်ကိုခေါ်မလားဆိုပုံစံမျိုးဖြစ်နေတယ်ဆိုပေမဲ့တကယ်လိုအပ်နေတာကကွင်းလက်ကစားသမားတယောက်ဖြစ်တာမို့လို့ဘာပဲနေနောက်ထပ်တစ်ယောက်တော့ဘောနော်ကွင်းလက်ကစားသမားတယောက်တော့ရောက်လာမယ်လို့မြင်တယ်ညီကိုနဲ့ဘယ်လိုမြင်လဲဘောနော်ဒီပွဲဒီမှာညီကိုနဲ့ဒီပြောင်းရွှေ့တွေမှာစိတ်ကျဉ်မှုရှိလားဆိုတာလေးကောင်းမှမှန်းခဲ့ပါအောင်ဗျ။ကဲဒီနေ့တော့ပါပဲကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးကြပါဦးနော်။ကျွန်တော်ရဲ့ channel လေးမှာ subscribe လုပ်ပြီးတော့မှကျွန်တော်ဂျာစီမာဂျင်နဲ့ Manchester နဲ့ player version တွေလို့မျိုး ANG version တွေမှာဂျင်နဲ့ဆိုရင်တော့ United Speaker ဆို TikTok အကောင့်လေးမှာလာပြီးမှာလို့ရပါတယ်ခင်ဗျ။ကျေးဇူးအများကြီးတင်ပါတယ်။တခြားသောဂျာစီတွေမှာဂျင်နဲ့ဆိုတော့ player star ဆိုပြီးမှ channel TikTok အကောင့်လေးမှာလာပြီးမှာလို့ရပါတယ်။ဘောလုံးပွဲကိုတိုက်ကြည့်နေဆိုရင်တော့ United Speaker 1ဆိုလို့အဲ့ United Speaker 1ဆိုတော့ Telegram မှာရှာပြီးတော့မှကြည့်လို့ရပါတယ်ခင်ဗျ။ကျေးဇူးအများကြီးတင်ပါတယ်။လက်ရှိမှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့ပြောချင်ပါတယ်ခင်ဗျ။ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့လောက်ပါခင်ဗျ။ကောင်းသောနေ့လေးဖြစ်ပါစေ။